ပရိသတ်များအားလုံးမင်္ဂလာပါအစ္စလာမ်အလိုင်ကွမ်ယခုဆိုရင်တော့ကျွန်တော်ရှားလီကာသတိတတိကချန်တဲ့အဖွဲ့သားများဆိုရင်အိန္ဒိယနိုင်ငံရဲ့နောက်ဆုံးမင်းဆက်နောက်ဆုံးဘုရင်ကြီးဖြစ်တဲ့ဘာဟာဒူရှာဇဖာရဲ့ဂူဘိမန်တရကာတော်တို့ရောက်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ Okay guys, where I am right now, this is the historian blessed Dargah of Bashar, a revered king, a site of India. हिंदुस्तान के अजीम शाह शहनशाह मुगलिया खानदान के आखिरी ताजेदार मोहम्मद सिराजुद्दीन बहादुर शाह जफर का सालाना उर्स मुबारक आशिकान रसूल आशिकान औलिया कराम अस्सलामु अलैकुम ယခုဆိုတော့ဒီဥရုအခမ်းအနားကြီးကိုဘယ်လိုမျိုးစီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်နေလဲဆိုတာကိုကျွန်တော်နဲ့အတူတူပရိသတ်ကြီးတို့အားလုံးလိုက်လံပြီးတော့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ရပါတယ်ခင်ဗျာ ဒါတော့လက်ရှိစပယ်ရှားတရကာတော်ရဲ့ဂျူမာအစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တရားဟောကြားနေတဲ့ဆရာကတော့ရှိတ်ဒေါက်တာဆောင်းလွင်အောင်ဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့စပယ်ရှားတရကာတော်ရဲ့လှလက်ဝဲအခမ်းအနားဖြစ်ပါတယ်ခင်ဗျာဒီလှလက်ဝဲအခမ်းအနားပြီးတာနဲ့တစ်ဆက်တည်းအလန်တော်ကြီးကိုတင်ဆက်မှာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ဟာဇာဒခွာချာမွိန်တို့တင်ချစ်တီခွာချာစတခင်ကြီးရဲ့အလန်တော်နဲ့ကျွန်တော်တို့စပယ်ရှားတခင်ကြီးရဲ့အလန်တော်ကြီးကိုတင်ဆက်နေတဲ့အခမ်းအနားဖြစ်ပါတယ်ခင်ဗျာAssalamu alaikum. Wa alaikum salam wa rahmatullah. ကိုနာမည်လေးနဲ့တစ်ချက်လောက်မိတ်ဆက်ပေးပါဦးခင်ဗျာ ကျွန်တော်နာမည်ကတော့ Salman Shah Kawal ပါ ဟုတ်ကဲ့ပါကိုဒီညနေအခုဘာအစီအစဉ်ရှိတော့မသိဘူး ကျွန်တော်ဒီနေ့ညနေအဆာဆလတ်အဘီမှာကဝါလီစေမကဝါလီကိုဒီဆိုတင်ဆက်ပါမယ်အဆာကနေပြီးတော့အရှာဆလတ်အဘီ10နာရီထိကျွန်တော်ဒီဆိုတင်ဆက်ပါမယ် အင်ရှာလာကျွန်တော်တို့လည်းရှိနေပါမယ်အခုလိုဖြစ်ကြပြီးတဲ့အတွက်အခုကိုလည်းကျေးဇူးတင်ပါတယ်ယခုဆိုရင်တော့ဆလမန်ရှာကဝါလီတီဆိုနေတဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်စနေနေ့10ရက်တလ2026ရဲ့အစီအစဉ်တွေကိုပြောကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစနေနေ့မနက်9:00နာရီမှာဆိုရင်တော့ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးဘူကလေးစေးဗိုလ်ထောင်မြို့နယ်မှာတည်ရှိတဲ့ခလီဖာရဇက်ခန်ဦးစီးတဲ့မိုဟစ်ဘာနီအဟလီဘိုက်တရီကတ်တုလ်ကာဒရီယာရဖာယာဂျစ်တီယာတရီကာမစေမမဂျလစ်အခမ်းအနားကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ စနေနေ့မနက်10:00နာရီမှာတော့အိန္ဒိယနိုင်ငံအဂျမင်မြို့ကနေပြစ်ဆောင်လာတဲ့ခွာဂျာဆတ်ကျတဲ့တော်ကြီးအားဇီယာဒတ်ဖတ်တရားပြုလုပ်မဲ့အခမ်းအနားလည်းရှိပါတယ်ခင်ဗျာဇဟိုနမတ်ဝတ်ပြုပြီးတဲ့နောက်ပိုင်းမှာတရားဟောဆရာများမှတရားဒေသနာဟောကြားမဲ့အစီအစဉ်လည်းရှိပါတယ်ခင်ဗျာ ကျွန်တော်တို့အဆာဆွလန်အပြီးမှာတော့ကျွန်တော်မြန်မာနိုင်ငံရဲ့နာမည်ကျော်ကဝါလီအစိုးကျော်ရှာရလန်ကဝါမည10:00နာရီထိတီဆိုသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ခင်ဗျာ हमारे मुल्क के बर्मा की सरजमी पर ज्वारम फरमा है ताजेदार हिंद मोहम्मद सिराजुद्दीन बहादुर शाह जफर का सालाना उर्स मुबारक बड़ी शान व शौकत से मनाया जाता है आशिकान रसूल आशिकान औलिया कराम भी कसरत तादाद में शामिल होते हैं उर्स शरीफ के अयाम रोज़ाना हमारे शाली का तरीका चलने की जानिब से अप टू डेट धाराएं ऑनलाइन लाइव पर दिखाया जाएगा တလာပိုင်း17ရက်နေ့ရဲ့တနင်္ဂနွေနေ့ရဲ့အစီအစဉ်များကိုပြောရမယ်ဆိုရင်မနက်10:00နာရီမှာတော့ဟာဇရာမောင်လာနာရူမီရဲ့တခင်ကြီးရဲ့အခမ်းအနားကိုဇီယာဒတ်ဖတ်တရားပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဇဟိုနမတ်ဝတ်ပြုပြီးတဲ့နောက်ပိုင်းမှာဆူဖီယာမဂျလစ်မှာစေမအစီအစဉ်ရှိပါတယ်ခင်ဗျာမကရစ်ဆွလတ်အပြီးမှာတော့မန္တလေးမှာကြောက်လာတဲ့ KFTG ဂရာနာအဖွဲ့မှလည်းရုပ်ဖတ်သွားဖို့ရှိပါတယ်ခင်ဗျာကျွန်တော်တို့အရှာဆွလတ်အပြီးမှာတော့စပယ်ရှာဂူဘိမန်ကြီးကြပ်ရေးကော်မတီကနေပြီးတော့ကြီးမှုကျင်းပပြီးတော့စံတဲ့လှည့်လည်ခြင်းနဲ့ကျက်တဲ့တင်ဆက်ခြင်းအခမ်းအနားများကိုလည်းပြုလုပ်ဖို့ရှိပါတယ်ခင်ဗျာ ဒီနေ့ခဏလေးတစ်ခုကြံသွားတဲ့အရေးကြီးဆုံးတစ်ခုကျွန်တော်စံတဲ့နေ့မှာဆိုရင်တော့စင်နှကောင်နဲ့နှဲ့လက်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပရိသတ်များအားလုံးဟာအသိပေးအပ်ပါတယ်ခင်ဗျာအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ